ဒီနေ့ပြပေးမယ့်ဟာလေးကအခုအမပြထားတယ်ပန်နာပုံစံလေး wheel wash ပေါ့နော်သူက WEWARD เนาะတေချာလေးပြထားရเนาะလွဲမယ်เนาะအဲ့ဟာလေးပါเนาะအဲ့ဟာလေးကအခုလောလောဆယ်အမစီမှာလာရောက်နေလို့အရင်များနေတဲ့ဟာလေးပေါ့နော်အရင်လည်းများနေပါတယ်တော်တော်လေးလည်းအဆင်ပြေတဲ့သဘောမှရှိတယ်ပေါ့နော်ဒါလေးကြည့်ထားပါเนาะသူက VPN မလို့เนาะဒါပေမဲ့တခုရှိတာကကိုက download ဆွဲတဲ့အချိန်လေးတော့ VPN လေးရှိပြီပေါ့နော်သူကအကောက်ဖွင့်တဲ့အချိန်မှာ United States ပေါ့နော်နိုင်ငံရွေးရတာကိုနိုင်ငံရွေးတဲ့အချိန်မှာ United States လေးထည့်ပြီးเนาะဒါနိုင်ငံရွေးတဲ့ခါကြလို့ရှိရင်အခြားနိုင်ငံတွေဆိုရင်ဥပမာမြန်မာနိုင်ငံတွေပါရင်ရွေးမိအကြောင်းအဆင်ပြေဘူးအားကြောင့်မလို့เนาะဒါမျိုးလေးပါသူအပေါ်မှာပြထားတဲ့ W395 ဆိုတဲ့နေရာလေးပေါ့နော်အဲ့ဟာလေးနေရာမှာ900ပြည့်လို့ရှိရင်သူဒေါ်လာ5ကျပ်ပေါ့နော်1000ဆိုလို့ရှိရင်ဒေါ်လာ30ပေါ့နော်အဲ့လိုမျိုးလေးပါရောင်းမယ်ဆိုရင်အမစီမှာလာရောင်းလို့ရတယ်နော်အမဝယ်ပေးရနော်ဒါလေးပါသူကလွယ်တယ်နော် W ရှာတဲ့နီလန်းလေးကြီးလေသူကနဲ့သူပါထားပြီးသားလေးဆိုတဲ့ခါကျတော့ကိုကရော်ဖားရှာမယ်ဆိုလို့ရှိရင်တငယ်ချင်းရှာမယ် invite friend ရှာမယ်ဆိုလို့ရှိရင်လေတငယ်ချင်းက W150 တန်းကနေရပြီးတော့ကိုကသူလှုပ်လို့သူ level 1 2 3အဲ့ကြော်ဖြတ်ထားတယ်ပြီးတော့ရဆိုလို့ရှိရင်ကိုရှိမှာ50တရအဲ့လိုမျိုးရပါတယ်เนาะအဲ့ဒါလေးပါပြပေးတာเนาะဒီ online VELY ဆိုတဲ့ဟာလေးကကုတ်เนาะအဲ့ဟာလေးကိုအကောင့်စဖွင့်တာနဲ့ရိုက်ပေးလိုက်မယ်ဆိုလို့ရှိရင်W150 ရရယ်เนาะနိုင်ငံကတေချာပေါက် US ပဲရမယ်เนาะကျန်တဲ့နိုင်ငံနဲ့မရဘူးတော့မဟုတ်ရတယ်ဒါပေမဲ့ငွေထုတ်ရတဲ့ခါကျရင် W1000 W500 မျိုးမဟုတ်ပဲねပို့သွားတာရှိတယ်လို့เนาะပို့ရှားတာရှိတယ်လို့ပါเนาะအားလေးဝင်ညပေးတာပါအမဘန်ဟိုမှာတင်ထားတယ်အရှားလည်း109ဆိုတဲ့ Telegram အကောင့်မှာလာပြီးလာရောင်းလို့ရတယ်เนาะဒါကလေ gain ဆော့တဲ့ဟာเนาะနည်းနည်းတော့စိတ်ရှည်ပေးရတယ်เนาะအမ line မကောင်းလို့ပါเนาะအဲ့လိုမျိုးเนาะလာရောင်းမယ်ဆိုလို့ရှိရင်အမရဲ့ Telegram မှာလာရောင်းပြီเนาะ Wall Test ဝယ်တယ် Wall City ဝယ်တယ် Wheel Wash ဝယ်တယ်9တောင်းဆိုလဲ9နောက်ပိုင်းတော်တော်လေးအဆင်ပြေတယ်เนาะအရင်တော့သုံးလို့မရဘူးမြန်မာနိုင်ငံသုံးလို့မရတော့ဆိုပေမဲ့9နောက်ပိုင်းပြန်သုံးလို့ရတာတော်တော်လေးအဆင်ပြေတဲ့ထဲမှာပါတယ်เนาะသူလဲအဲ့ဒါလေးပါကိုကအခုအမပြောတဲ့ application တွေပေါ့နော်အကုန်လုံးထည့်ထားမယ်ဆိုလို့ရှိရင်အကုန်လုံးကိုက application တစ်ခုအချိန်အများကြီးပေးစရာမလိုပေါ့နော်အဲ့လိုအနေထားတစ်ခုမှာရှာမယ်ဆိုလို့ရှိရင်ကိုကတစ်လဆိုလို့ရှိရင်အနည်းဆုံး3-4သိန်းကတော့ AC ရတယ်ပေါ့နော်စူးစမ်းပြီးတော့ရှာပေါ့နော်ပြီးတယ်လို့တော့ပြရပါမှာအဲ့လိုတော့ရှိရပါပေါ့နော်ဒါဆိုလို့ရှိရင်ကိုကဒေါ်လာ30ဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်1ရက်2ရက်3ရက်လောက်ပဲရှာရတယ်ပေါ့နော်တချို့ကြားလို့ရှိရင်တော့ကြာတာပေါ့တစ်ပတ်ဝန်းကျင်10ရက်ဝန်းကျင်အဲ့လိုကြာတာပေါ့ application တစ်ခုကိုဒီလောက်ကြာတယ်ဆိုရင်မှ application တွေအများကြီးကိုအခုထည့်ထားမယ်ဆိုလို့ရှိရင်ကျတော့ကြိုက်တယ်เนาะအဆင်ပြေတယ်လေပေါ့နော်အဲ့လိုမျိုးလေးပြတာပါအဲ့ဒါလေးပါငွေထုတ်မယ်ဆိုလို့ရှိရင်အမစီမှာလာထည့်လို့ရပါတယ်အမပြန်ပြပေးမယ်เนาะWater Wall City Wheel Wash အခုဒီ Wheel Wash ပေါ့เนาะ Wheel Wash ပြီးလို့ရှိရင်9တောင် Wheel Wash Daily အများကြီးရယ်เนาะ TikTok လိုက်ရန်နေလဲဝယ်ပြီးရယ်เนาะအမစီမှာလာရောင်းလို့ရပါတယ်အားလေး sharing